ကလာပါဒီနေ့မှာတော့ကျွန်တော် Rapid စီဖို့တည်ရမယ့်အချက်အငါးချက်ကိုပြောပြသွားမှာပါခင်ဗျာ Nice ပထမဦးဆုံးချက်အနေနဲ့က map အမြဲကြည့်နေအောင်ဖြစ်ပါတယ်ဟုတ်ပါတယ် mobile legend မှာဆိုရင်တော့ map အမြဲကြည့်နေမှာဆင်ပြေမှာပါတခါတလေ map မကြည့်ပြတာတို့ဘာလို့ဆို key လည်းမရတတ်တယ်လို့ enemy လာခဲ့မှာကိုလည်းမသိနိုင်ပါဘူးဒါကြောင့် map ကိုတငယ်ချင်းတို့ပေါက်ဖို့လိုပါဒုတိယအချက်အနေနဲ့ကတော့ quick check ကိုအမြဲတမ်းသုံးဖို့ပဲဖြစ်ပါတယ်တဲ့တော့ချင်းဟာများစွာအထောက်အကူဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်တိုက်ခိုက်မှလားပြန်ဆုပ်မလားစုမှုမလား enemy ပျောက်နေတာတို့ဘာလို့လဲသိနိုင်မှာပါ။အာယာတိုင်းကွက်ချက်မသုံးနေဖို့တော့လိုပါတယ်။ဒါမှကိုလူတွေရဲ့အစဲကိုလည်းလွတ်မှာပါ။တရားချက်အနေနဲ့ကတော့ setting ပြင်ဆင်ခြင်းပါ။ setting ပြင်ဆင်ခြင်းဟာ gate smooth ဖြစ်အောင်ကူညီပေးနိုင်တဲ့အပြင် gate ဆွဲရမှာအများကြီးထောက်ကူဖြစ်စေပါတယ်။ကိုဖုန်းနဲ့တင့်တော်တဲ့ setting မျိုးတွေပြောင်းလာမှသာဖုန်းလက်ချင်း overheating ဖြစ်ခြင်းတွေကိုလျှော့ချစေမှာပါ။ဒုတိယအချက်အနေနဲ့ကတော့ hero တွေရဲ့ guide ကိုလေ့လာခြင်းပါ။ hero guide လေ့လာခြင်းဟာ run နိုင်ဖို့လွယ်ကူစေမှာပါ။ဘာလို့လဲဆိုတော့ hero guide တွေဟာဘယ်အချိန် spell သုံးတဲ့မျိုးကိုစိုးပြစေနိုင်လို့ပါ။ hero guide လေ့လာခြင်းဟာကိုယ့်အသင်းကိုလည်းနိုင်ပွဲယူဆောင်နိုင်ဖို့လွယ်ကူစေမှာပါ။တခုတိထားမှာက6ဘလိုလေးတွေပါလာရင်တော့6လူ guide ဖို့တာကြံပေးပါနောက်ဆုံးချက်အနေနဲ့ကတော့ less hitting ပါဒီလိုနောက်ဆုံး less hitting လောက်တာဟာ Ranger တို့ Auto တို့လိုစတက်ဆူရတဲ့ hero တွေအတွက်အသုံးဝင်ရုံသာမက goal နဲ့ level အတွက် EAP ပိုရစေပါတယ်ဒီချက်၅ချက်ကိုလိုက်လို့လို့မှာခင်ဗျားရှုံးနေလို့ဆိုရင်ခင်ဗျားကဆုတ်ရှုံးပြီးတော့လုပ်လို့ပါအစိုးရတကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဖတ်တည်ပဲဖြစ်ပါတယ်